ဘီလီယံနာကမင်းညကအမျိုးသမီးလက်ထောက်ကိုသူ့အခန်းထဲလာလေလားလို့မေးမြန်းတယ်မင်းကလေးကဘီလီယံနာမိသားစုရဲ့အမွေဆက်ခံသူအဖြစ်လှုပ်ဝက်ထားပြီးလက်ထောက်လေးဖြစ်အလုပ်လုပ်တာကိုသဘောကျလို့ဆိုပြီးဘီလီယံနာကိုဖုံးကွယ်ထားခဲ့တယ်မင်းညကဘီလီယံနာနဲ့အိတ်ခဲ့တယ်ဆိုတဲ့အချက်ကမင်းညကစာရွက်စာတမ်းတွေပို့ဖို့ဘီလီယံနာရဲ့အခန်းထဲကိုတွားခဲ့တယ်လို့ပြောပါတယ်မင်းညကဘီလီယံနာရဲ့တခြားအမျိုးသမီးတွေနဲ့မရေမရာဖြစ်စဉ်ကိုမြင်တွေ့ခဲ့ရပါတယ်ဘီလီယံနာကမင်းညကသူ့ကိုကယ်တင်ခဲ့တဲ့အမျိုးသမီးကိုရှာချင်နေပါတယ်မင်းကလေးကလူနှစ်ယောက်ကိုရှင်းရှင်းလင်းလင်းမြင်တွေ့ပြီးနောက်မင်းကလေးကိုမင်းညကအမျိုးသမီးကိုရှာဖို့လိုအပ်ပါတယ်မင်းကလေးကဘယ်လိုလုပ်ရမလဲဆိုတာကိုစိတ်ပူနေတဲ့အချိန်မှာမင်းကလေးကိုရှာတွေ့ခဲ့ပါတယ်မင်းညကအမျိုးသမီးကိုဘီလီယံနာမိသားစုနဲ့လက်ထပ်ဖို့စိတ်လှုပ်ရှားနေတဲ့အမျိုးသမီးတစ်ယောက်ကိုရှာတွေ့ခဲ့တယ်လို့ပြောပါတယ်မင်းညကအမျိုးသမီးကိုဘီလီယံနာမိသားစုနဲ့လက်ထပ်ဖို့စိတ်လှုပ်ရှားနေတဲ့အမျိုးသမီးတစ်ယောက်ရှာတွေ့ခဲ့တယ်လို့ပြောပါတယ်မင်းညကအမျိုးသမီးကိုဖမ်းဆီးထားပြီးဘီလီယံနာတွေနဲ့ရင်ဆိုင်နေရပါတယ်မေးမြန်းနေတဲ့အမျိုးသမီးကိုဘီလီယံနာကမေးမြန်းနေပါတယ်မင်းညကအမျိုးသမီးကသူမကိုယ်တိုင်ဖြစ်နေပေမဲ့လှည့်စားတတ်တဲ့အမျိုးသမီးကလုံးဝမသိဘူးလို့လိန်ညာပြောဆိုခဲ့ပါတယ်လှည့်စားတတ်တဲ့အမျိုးသမီးကမင်းညကအမျိုးသမီးမဟုတ်ဘူးလို့ခန့်မှန်းပါတယ်ဘီလီယံနာသတိလစ်သွားတာတောင်လှည့်စားတတ်တဲ့အမျိုးသမီးရဲ့အကြံစီကြောင့်ပါဘီလီယံနာကလက်အောက်ငယ်သားကိုဖော်ထုတ်ပြီးအလုပ်ထုတ်ဖို့လိုအပ်ပါတယ်လှည့်စားတတ်တဲ့အမျိုးသမီးကဘီလီယံနာကိုဂရုဏာပြဖို့တောင်းပန်ပြီးနောက်ထိတ်လန့်တုန်လှုပ်နေပါတယ်ရလက်မရှိဘဲဆွဲဆန့်ခံရတဲ့မိန်းကလေးတစ်ယောက်ဆိုရင်အခုမှဘီလီယံနာတွေရင်ဆိုင်နေရတဲ့လူတွေကိုရှာဖွေဖို့တိုက်တွန်းနေတဲ့အလုပ်လို့ဝန်ခံလိုက်ရင်ဘယ်လိုရလက်မျိုးထွက်လာမလဲဆိုတာသိတယ်မိန်းကလေးဟာယာဒူးကနေမြန်မြန်ထွက်သွားတယ်နောက်ထပ်ဗီဒီယိုလေးတွေကြည့်ရအောင်လို့ follow လေးလုပ်တဲလေးနှိပ်ပြီးတော့ share သွားပေးပါဗျ